Hello guys ရတော့ပါဒီနေ့မှာတော့ရတော့ကခရီးသွားဝါသနာပါတဲ့သူတွေအတွက်ကား rental လေးတစ်ခုကိုမိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကား rental ရဲ့နာမည်လေးကတော့ Milky Way Yangon Car Rental Group ပဲဖြစ်ပါရဲ့ရှင်Milky Way ရန်ကုန်နဲ့ဒီခီးသွားတာကဒီဝန်ဆောင်မှုပိုင်းမှာတော့အရန်ကောင်းတယ်နောက်ပြီးတော့စိတ်လေးရှည်တယ်နေရာနဲ့လည်းလိုက်ပို့ပြီးရဆိုတော့ရတော့နဲ့ကတော့ကွက်တီပါပဲကဲကြည့်ပါအောင်ရတော့ကဲနေပုံစံလေးကိုပြောနေကြရပါရှင်ကျမကြိုက်ဆုံးပိုင်းလေးကတော့ Wi-Fi က free ပေါ့နော်နောက်ပြီးတော့aircon ကလည်းအေးစိတ်ညာပဲဆိုတော့အရင်ကောင်းပါတယ်ရတော့သွားခဲ့တာတော့6ညအိတ်9ရက်ခရီးလေးပေါ့နော်ရတော့တွေကလုံးမှာတော့2ညအိတ်ခဲ့ပါတယ်စားလာတာနဲ့ကျမတို့က strawberry ဆိုင်လေးတွေသီးဆိုင်လေးတွေကိုရင်သွားပါရရှင်ရတော်တို့နေတဲ့စားထမင်းစားခဲ့ဆိုင်လေးကတော့ရှမ်းမလေးပေါ့နော်ကလောမျိုးမှာရှိတဲ့ရှမ်းမလေးဆိုင်ဖြစ်ပါတယ်Milky Way ရန်ကုန် Car Rental Group ဆိုပြီးတော့လည်း Facebook မှာရိုက်ရှာလို့ရပါတယ်ရှင်ဆက်သွယ်ဖို့အတွက်ဖုန်းနံပါတ်လေးပါထည့်ထားပြီးပါရရှင်ရတော်တို့ကတော့ရွာငံလန်းတစ်လျှောက်ကိုတပုံနေဆင်းရိုက်တယ်ဒါပေမဲ့ Milky Way ကကျမတို့စိတ်ရှိနဲ့စောင့်ပြီးရပေါ့နော်ရွာငံမှာရှိတဲ့ရေပြဆန်းကိုလည်းဝင်လေခဲ့ပါတယ်။အဲ့ဒီအချိန်ကအရန်ကိုကြည့်ပြီးတော့ရေလည်းအရန်အေးရပေါ့နော်။တကယ်လည်းဆောလို့ကောင်းရေဆောလို့ကောင်းတဲ့နေရာလေးပါ။အခုကတော့ရတော်တို့တွေရွာငံကနေမန္တလေးကိုဆင်းတဲ့လမ်းမှာပေါ့နော်အဲ့ဒါနဲ့ကျုံလုံးစင်ကောင်းတောင်ကိုဝင်နေခဲ့ပါရရှင်ကဲစင်ကောင်းတောင်ရောက်တော့ရောက်ခိုက်လီလီစီးခဲ့ပါသေးတယ်အဲ့ချိန်မှာဆိုရင်ကျမတချင်းနေစိုးနေတာပေါ့နော်ဟွန်းကဲနောက်တော့ရတော်တို့တွေမဟာမြတ်မုနိဖျားကိုလည်းဝင်ရောက်ဖူးမော်ခဲ့ပါသေးတယ်ပြင်းဦးလွင်အတက်နာက9မိုင်ကမ်းခြေကိုလည်းဝင်လေခဲ့ကြပါရရှင်ဒါကတော့ပြင်းဦးလွင်ကိုတက်တဲ့လမ်းမှာပေါ့နော်ကွေးကောက်တီများပေမဲ့ကားမှုရလည်းမရှိဘူးရတော်တို့တွေအေးစစ်စစ်နဲ့ပြင်းဦးလွင်ကိုရောက်ရှိလာခဲ့ပါတယ်ကဲဒါကတော့နောက်ဆုံးနေ့လीပေါ့နော်ပျော်ပေမဲ့လည်းမပျော်ဘူးပေါ့နော်အိမ်ပြန်ရမယ်ဆိုတော့ဒါကတော့အမြန်လန်း158မိုင်မှာထမင်းဝင်စားတဲ့lunch လေးပေါ့နော်ကဲနောက်ပြီးတော့ကျမတို့မောင်နှမနဲ့ကစားပါတယ်ဘာပဲဖြစ်ဖြစ်ခရီးသွားမယ်ဆိုရင်တော့ Milky Way ကိုသတိရပေးပါ Milky Way ကအမြဲတမ်းတင်တို့စောင့်ကြိုနေပါတယ်
ရန်ကုန်မြို့တွင်းရောမြို့ပြင်ရောနေရာအကုန်လုံးကို Milky Way ကစိတ်ချမ်းသာစွာနဲ့ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် Milky Way ကိုကဲ choose လိုက်တော့နော်ရတော့ကတော့ recommend အဖြစ်ပေးပါရယ် new vlogger လောက်ပါပဲ bye bye